ချန်ပီယံလိဖိုင်နယ်ကိုလမ်းမြော်ကြည့်ခြင်း PSG တို့ကအာဆင်နယ်ကိုနှစ်ကြော့စလုံးအနိုင်ယူပြီးတော့ဖိုင်နယ်ကိုလာခဲ့ကြပြီဖြစ်တယ်လို့အင်တာမီလန်တို့ကလေဘာစီလိုနာကိုမာကျော်တဲ့ခံစစ်ထက်မြက်တဲ့တိုက်စစ်တွေနဲ့ကြော်ဖြတ်ပြီးတော့ဖိုင်နယ်ကိုရောက်လန်းခဲ့ပါပြီဆိုတော့ဖိုင်နယ်ညမှာသူတို့ရဲ့တွေ့ဆုံမှုကဘယ်လိုအခြေအနေရှိမလဲအင်တာမီလန်တို့ကခံစစ်ပိုင်းကိုလုံခြုံအောင်လုပ်ပြီးတော့အဝေးဘော်တွေတံပြန်တိုက်စစ်တွေနဲ့ပြိုင်ဘက်ခံစစ်ကိုတီတီရောက်ဒုက္ခပေးတတ်ပါတယ်တေဂန်မော်ရီဆိုရင်လည်းအင်တာမီလန်တို့ကကောင်းကောင်းအသုံးချနိုင်တာကိုတွေ့ရမှာပါသူတို့ရဲ့ကစားပုံကပြိုင်ဘက်ကိုကိုယ့်ဘက်ချမ်းမှာလာပြီးတော့ကစားစီပြီးတော့လွတ်တော်တွေပြိုင်ဘက်ဂျောဘက်ထဲကိုတိုက်ခိုက်တာမျိုးပါပဲတိုက်စစ်ပိုင်းနဲ့ထက်မြက်တာကြောင့်ဘူရီယာလေးလူရဲ့အချိန်ရနိုင်ပါတယ်မခီတန်ရင်နဲ့ဂျဟာနူဂလူရဲ့ကွင်းလင်ကလည်းထင်ထားတဲ့ကိုအများကြီးပို့ပြီးတော့လှုပ်ဖြစ်တာပါဒီကြီးတို့ကတော့တိုက်စစ်ပိုင်းထက်မြက်ပြီးတော့သူတို့ရဲ့တိုက်စစ်ကိုလည်းပိုအားပြုတဲ့အသင်းပါပဲအဓိကအားဖြင့်တော့ကွင်းလင်ပိုင်းစုပွဲမှုပုံကလည်းကောင်းပါတယ်ဖီဒင်ဟာယာအိုနီးဘက်လူတို့အတွဲကအတွဲညီညီနဲ့ထိန်းချောင်းနေကြတာပါအခုတော့သူတို့ထပ်ပို့ပြီးတော့ဝါအများကြီးပိုရင်းနဲ့တဘာကစားသမားတွေရဲ့ကွင်းလင်နဲ့ရှင်ကြတော့ပါမယ်ဒါလည်းစိတ်ဝင်စားစရာပါပဲကစားသမားတွေရဲ့ထက်မြက်မှုမှာတော့ PSG တိုက်စစ်မှုတွေကိုပို့ပြီးတော့သဘောကျပါတယ်ဒီပွဲမှာအဓိကအားထားနေရတဲ့ဂျမ်မီလီပြန်ပါလောက်ပြီးတော့ဒူီကာဗာရာရှီလီယာတို့ပေါင်းဆက်လိုက်တဲ့အခါမှာပြိုင်ဘက်တွေထိန်းချုပ်ဖို့ခက်ခဲပါတယ်တစ်ဖက်မှာအင်တာမီလန်ကလည်းမာတီနဲ့မာကက်တူရန်တို့အတွင်းနဲ့အလုပ်ပြောင်းကောင်းကောင်းလုပ်နိုင်ပါတယ်အဓိကရှင်ပြိုင်ရမှာကတော့နောက်တန်းနဲ့ကွင်းလင်စုဖွဲ့ပါပဲမာကီတိုင်ရင်ချာဟာနိုဂလူဘိုင်လာတို့ရဲ့ကွင်းတွေကိုပီဂျင်ဟာနီဘက်ရူတိုကရှင်ထိန်းနိုင်မှုစူးစမ်းမှာဖြစ်ပြီးတော့အင်တာမီလန်ရဲ့ဝင်းဘက်တွေကိုလည်း PSG ရဲ့ဟာကီမီနဲ့နူနိုမန်တက်တို့ကထိန်းချုပ်ကြရမှာပါဘာစီလိုနာအင်တာမီလန်ပွဲပုံစံအတိုင်းပဲလာဖို့များပါတယ်အင်တာမီလန်ကွင်းမှာ PSG တို့သွားကစားဖို့ရှိပြီးတော့တမ်မြန်တွေကိုယူဆိုင်ကြရမှာပါဒါပေမဲ့နီးပြနှစ်ယောက်ကလည်းလူဝေးအန်ရီကီနဲ့အင်ဆာဂီတို့ဖြစ်တာကြောင့်တတိကျမှတ်ထားဖို့တော့ခက်ပါမယ်ဘာတွေလုပ်ပြအောင်မလဲဆိုတာစိတ်ဝင်စားကြပါပဲနောက်ထပ်စိတ်ဝင်စားကြပြိုင်ဆိုင်မှုကတော့ဂိုးသမားတွေပါပဲနှစ်သင်းစလုံးမှာလက်စွမ်းပြနေတဲ့အာကိုးစရာဂိုးသမားတွေရှိပါတယ်ဒွန်နာရိုမာနဲ့ရန်ဆွန်မာတို့ကအသင်းကိုလိုအပ်တဲ့အချိန်တိုင်းမှာမေယိုပြုတ်ကျခြင်းစရာကာကွယ်မှုတွေနဲ့ကယ်တင်ခဲ့ကြပြီးသားဖြစ်တယ်လို့ဝါသဘာကလည်းရင်းကြပါတယ်ပင်နယ်တီထိသွားမယ်ဆိုရင်တကယ့်ကိုပွဲကြီးပွဲကောင်းပါပဲဒီဂိုးသမားနှစ်ယောက်စောင့်ကြက်နေတဲ့ဂိုးတွေကိုတော်ယုံတည်ငြိမ်မှုနဲ့တော့ကန်သွင်းဖို့ခတ်သွားပါလိမ့်မယ်ပွဲချိန်တွင်မှာရလမ်းမထွက်ဘဲနဲ့အချိန်ပိုထိသွားနိုင်ကြီးရှိပါတယ်အထူးသဖြင့်အင်တာမီလန်တို့သာအရင်ပွဲတွေလိုဂိုးစောစောရခဲ့ရင်တော့တေချာပေါက်အချိန်ပိုကိုရောက်သွားနိုင်ပါတယ်တဦးချင်းထင်မြင်ချက်အနေနဲ့ဆိုရင်တော့တိုက်စစ်ပို့ပြီးတော့ထက်မြက်တဲ့ PSG တို့အနိုင်ရသွားလိမ့်မယ်လို့ယူဆမိပါတယ်ဘာစီလိုနာနဲ့ပွဲရလို့ပဲအင်တာမီလန်တို့ထင်မြင်ချက်ကိုပြောင်းပြနိုင်အောင်မလားဆိုတာကတော့ပွဲထဲမှာပဲစောင့်ကြည့်ကြရတော့မှာပါ